ဂျင်းနာမှာတကယ်ချင်းမုတ်သားချင်းစုံနေလို့မစားပဲလွတ်ပစ်ခဲ့ရတဲ့ဆိုင်ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဖူလီသားချစ်ပါဟင်္ဒရာရောက်တော့ကြောက်တော်ကြီးဖះပွဲစင်းနဲ့ကြုံလို့ပွဲစင်းမှာမုတ်တေအဝပတ်စားခဲ့ပါတယ်မစားခင်ကြောက်တော်ကြီးဖះမှာထူးခြားတာကဖះရှင်လက်ထက်တော်ကအေတထက်ပွဲရတဲ့ပုံကိုယ်တွေကိုဖော်ပြပေးထားပါတယ်အားလုံးထဲမှာမှဝိတာခါကြောင်းအောင်မကိုပဲသိပါတယ်ဇီးသီးကတော့တပူး1500တဲ့ဖန်သွတ်နေတာပါပဲပွဲစည်းရောက်တိုင်းအမြဲတမ်းတောက်ဖြစ်တာကတော့မရှိပါဘယ်ပွဲစည်းရောက်ပိန်ဦးမရှိမှပိန်ဦးမရှိပါပဲအခုလိုသကောကြီးလောက်ရှိတဲ့ဒဲဥပမာကြော်နေတဲ့မုတ်ကိုဘယ်လိုခေါ်လဲမသိပေမဲ့ကျွန်တော်ကတော့လန်တရဲမုတ်လို့ထင်ပါတယ်လန်တရဲကီမားတွေလိုပဲပဲပင်ပေါက်နဲ့အဆက်အတွက်ငရုတ်သီးလေးတွေလည်းပါပါတယ်တစ်ချက်ကိုတော့4000ပေးခဲ့ရပါတယ်ကီမားနဲ့မတူတာကသူ့မုတ်သားကကျွတ်ကလေးပါစားလို့ကောင်းနေဆိုပေမဲ့ကျွန်တော်ကတော့ကီမားကိုပို့ကြိုက်ပါတယ်ပြီးရင်တော့ရွေးချယ်မှုတိုင်းမှာကြံနေတဲ့သူပဲမဖြစ်ရအောင်ကြံရည်လေးတောက်ပါမယ်တထုပ်ကို1000ပေးခဲ့ရပါတယ်နောက်ဆုံးမှာတော့အိမ်အတွက်လိမ်မော်သီးလေးဝယ်ပြီးပြန်ပါတော့မယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်တတား